တင်တို့အမြင်ကဘလို့ရှိလဲတစ်ဒီလူဟာမိုက်မဲတဲ့သူလားနှစ်ဒီလူဟာစွန့်စားနိုင်တဲ့သူရဲကောင်းလားသုံးဒီလူဟာအသက်အန္တရာယ်ကြားကမိဘသို့မဟုတ်မိသားစုကိုရှာကျွေးနေသူလားလေးဒီလူဟာအသက်ထက်အချိန်ကိုတန်ဖိုးထားသူလားလူတစ်ယောက်ရဲ့စိတ်နေစိတ်ထားနဲ့မေတ္တာတရားအပေါ်မူတည်ပြီးအတွေ့အမြင်အမျိုးမျိုးကွဲလွဲနိုင်ကြပါတယ်ကျွန်တော်ကတော့အချိန်ကုန်တာမခံကျင်တဲ့သူလို့မြင်ပါတယ်လူတော်တော်များများကမတိစိတ်ကအချိန်ကုန်တာမလိုချင်ကြပါဘူးအဲ့ဒီစိတ်နဲ့အလင်းလို့အမှားတွေးတက်ကြတာများပါတယ်ဥပမာမီးနီဖြတ်မောင်းတာအရှိန်လုံးမောင်းနေတာလမ်းဖြတ်ကူးသူဆိုရင်ကားရှင်းတာစောင့်ဖို့စိတ်မရှိတာလူတိုင်းရဲ့မတိစိတ်မှာအချိန်ကြန့်ကြာမှမလိုလားကြပါဘူးလူအများစုဟာအချိန်ကုန်တာမစောင့်နိုင်ဘူးဆိုပေမဲ့လစာလေးအနှဲငယ်နဲ့အချိန်ကုန်အောင်အလုပ်နိုင်ကြပြီးဒီထက်လစာမြင့်ဖို့တင်တန်းတက်အရေးချင်းမြင့်တင်ပြီးလစာကောင်းကောင်းရပြီးအချိန်တို့အတွင်းလိုချင်တာရဖို့စဉ်းစားတတ်သူဟာလူအနည်းစုပဲရှိပါတယ်။နောက်ဗီဒီယိုလေးမှာမိမိဝါသနာအတတ်ပညာနဲ့အကောင်းဆုံးအလုပ်ကိုင်ရွေးချယ်ခြင်းဗီဒီယိုဖိုင်လေးအားစောင့်မျှော်ကြည့်ယူဖို့ဖိတ်ခေါ်ပါတယ်။ပိတ်လေးအား like and follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။တော့ဖန်များအားကိုယ်ပိုင် login website နဲ့အင်္ဂလိပ်စာသင်တန်းနဲ့ကွန်ပျူတာလုံးဝအခမဲ့နဲ့အခြားသင်တန်းများအား10%မှ100%ထိဈေးလျော့တင်ကြားနိုင်ဖို့စီစဉ်ထားပါတယ်ခင်ဗျာကြည့်ရှုသူအပေါင်းအကြားအမြင်ဗဟုသုတပြည့်စုံပြီးကျန်းမာချမ်းသာခြင်းနှင့်အတူအကောင်းဆုံးအခွင့်အရေးများရရှိနိုင်ကြပါစေ။